အေဂျင့်မှုတွေစုဝေးနေနေရဆိုတာတင်သိပါသလားအဲ့နေရာကမိသားစုပဲဖြစ်ပါတယ်တော်တော်များများမိသားစုတွေမှာကအိမ်တွင်းရေးပြဿနာတွေကြောင့်မအေးချမ်းရဘူးလို့ထင်ရပေမဲ့တကယ်အေးချမ်းခြင်းအစစ်မှန်ရရှိတဲ့နေရာကမိမိရဲ့မိသားစုပါဘယ်မိသားစုနဲ့မှမနိုင်ရှိပဲနဲ့မိမိရဲ့မိသားစုမှာဘယ်နေရာကကောင်းကွက်လေးတွေရှိလဲဘယ်နေရာကပြုပြင်တင်လဲဆိုတာကိုအချင်းချင်းတယောက်ကိုတယောက်ညီနိုင်ပြီးနေမယ်ဆိုရင်တော့မင်းရဲ့မိသားစုဟာအေးချမ်းလှပတဲ့မိသားစုတစ်စုဖြစ်လာမှာပါတခါတလေပြန်တွေးကြည့်လိုက်ပါမင်းရဲ့အမေနဲ့မင်းရဲ့အဖေကဒီလိုမိသားစုလေးရဖို့ဘယ်တော့တောင်ရုန်းကန်ခဲ့ရလဲပေါ့အဲ့ဒါတွေကိုပြန်တွေးလိုက်တဲ့အခါမှာနှစ်ဆိုင်နဲ့ခံစားချက်တွေပေါ်လာမယ်ဆိုတာကိုယုံကြည်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီလိုတွေးခဲ့ဘူးလို့ပါအမေအဖေဆိုတာနှစ်ခါပြန်မရနိုင်တဲ့အရာတွေပါရွှေငွေပစ္စည်းဥစ္စာတွေထက်အများစွာတန်ဖိုးရှိတဲ့မိသားစုပါ